ဒေါ်နယ်ထရန့်ရဲ့ဇနီးတမဒကတော့မီလနီယာနဲ့ပတ်သက်ပြီးဟာတာလုပ်ခဲ့တဲ့ဂျီမီကင်မယ်ကိုအလုတ်ထုတ်ဖို့ကြိုးပမ်းနေကြတဲ့အကြောင်းတင်ဆက်ပေးသွားမှာပါ။ဒါဟာလွတ်လပ်စွာပြောဆိုခွင့်လားဒါမှမဟုတ်အကြမ်းဖက်မှုကိုလုံဆော်တာလားဆိုတာအငင်းပွားစာဖြစ်နေပါတယ်။ဧပြီလ28ရက်ဒီကနေ့ညခင်းအမေရိကန်နိုင်ငံရေးတင်ဆက်မှုပါ။တင်းနဲ့တန်တီငင်းတက်သွားပေမဲ့နှုတ်လန်းစစ်ဖွဲ့တွေကတော့ပိုပြီးပြင်းထန်လာပါတယ်။အခုသမ္မတထရန့်နဲ့ဇနီးမီလနီယာတို့ကနာမည်ကြီး TV အစီအစဉ်တင်ဆက်သူဂျီမီကို ABC ရုပ်သံနဲ့မိခင်ကုမ္ပဏီ Disney တို့ကနေထုတ်ပယ်ဖို့အဖိအားပေးနေကြပါတယ်။ပြဿနာရဲ့အစကတော့သမ္မတဒေါ်နယ်ထရန့်လုတ်ချန်ခံရမှုမတိုင်ခင်2ရက်အလိုမှာဂျီမီကီမယ်ကမီလနီယာမူဆိုးမဖြစ်တော့မဲဆိုပြီးရဲစရာလုပ်ပြုတ်ခဲ့လာပါ။ဒီကိစ္စဟာလွတ်လပ်စွာပြောဆိုခွင့်လားဒါမှမဟုတ်အမုန်းစကား hate speech လားဆိုတာအမေရိကန်ပြည်တွင်းမှာအကြီးအကျယ်အငြင်းပွားနေကြပါတယ်။ဒီပြဿနာဘဲကဆက်လဲဆိုတာကျွန်တော်ရှင်းရှင်းလင်းလင်းတင်ပြပါစီ။ပြီးခဲ့တဲ့ကြာသပတေးညအင်ဖြူတော်သတင်းတောက်များညစားစားပွဲမတိုင်ခင်2ရက်အလိုမှာဂျီမီကင်မယ်ကသူ့ရဲ့ဂျီမီကင်မယ် live အစီအစဉ်မှာတမတရဲ့မိသားစုကိုလောင်ပြောင်းခဲ့တာပါ။အဆိုးဆုံးကတော့မီလနီယာဟာမကြခင်မှာမူဆိုးမဖြစ်တော့မဲ့ပုံစံမျိုးပေါက်နေလေလို့ပြောလိုက်တာပါ။သူကဒါကိုရုပ်ရည်ပိုလှလာတာဂလိုးအဖြစ်မဲ့လို့လဲထယောခဲ့ပါတယ်။ဒါဖြင့်လိန်ပိုင်းဆိုင်ရာလာစဝတ်ကောင် Jeffrey Epstein နဲ့ပတ်သက်ပြီးတော့လဲ Trump နဲ့ Melania ကိုပုတ်ခတ်ပြောဆိုခဲ့ပါသေးတယ်။ Trump ကအသက်80နီးပါးရှိနေပြီး Melania က56နှစ်ပဲရှိသေးတယ်။အသက်ကွာဟချက်ကိုသူကဟာတာလွတ်ခဲ့တာပါ။ဒါပေမဲ့နေ့ရက်အကြာစနေနေ့မှာတကယ်ပဲသမ္မတ Donald Trump ကိခတ်ခံရတဲ့အခါမှာတော့ဒီဟာတာဟာရဲစရာမဟုတ်တော့ပါဘူး။ဒါဟာအကြမ်းဖက်မှုကိုကြိုတင်လှုပ်ဆော်သလိုဖြစ်သွားပြီးပြဿနာတွေကြီးသွားလာပါတယ်။ပြစ်ခတ်မှုအပြီးတနေ့နေ့မနက်မှာတော့မီလနီယာက X Twitter ကနေပြင်းထန်တဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ပါတယ်။ဒါဟာသူမရဲ့ပထမဆုံးလူသိရှင်ပြတုံ့ပြန်မှုပါ။ဂျီမီကင်မယ်ရဲ့စကားတွေဟာအမေရိကန်နိုင်ငံရေးအတွက်အစစ်အထောက်တွေဖြစ်စေတယ်လို့ဆိုပါတယ်။ညစီရင် TV ကနေအမုန်းစကားတွေဖြန့်ဝေနေတာကိုခွင့်မပြုသင့်တော့ပဲ ABC အနေနဲ့သူ့ကိုအကာအကွယ်မပေးဘဲအလုပ်ထုတ်တင်ပြီးလို့တောင်းဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်းဒါဟာအကြမ်းဖက်မှုကိုလှုံ့ဆော်တာထက်လို့ Disney နဲ့ ABC တို့ဂျီမီကိုချက်ချင်းအလုပ်ထုတ်ဖို့လူမှုကွန်ရက်ကနေတင်ဆက်ပြောဆိုခဲ့ပါတယ်။အင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကလည်းအခုလိုအမုန်းစကားတွေကြောင့်အကြမ်းဖက်မှုတွေဖြစ်လာရတာလို့ဝေဖန်ခဲ့ပါတယ်။တနေ့နေ့နာအစီအစဉ်မှာတော့ဂျီမီကီမယ်ကလုံးဝနောက်ဆုတ်ခြင်းမရှိပါဘူး။သူကဒါဟာဟာတာတစ်ခုတာဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာလူကြံတက်ဖြတ်ဖို့လုံဆောက်တာမဟုတ်ဘူးအသက်ကွာဟချက်ကိုနောက်ပြောင်တာပဲလို့ပြောပါတယ်။ဒေါ်နယ်ထရန့်မှာသူစိတ်ကြိုက်ဖြိုးခွင့်ရှိသလိုသူကိုယ်တိုင်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အမှတ်1အရာလွတ်လပ်စွာဖြိုးခွင့်ရှိတယ်လို့ပြန်လည်ခြေဖက်ခဲ့ပါတယ်။တကယ်တော့ဒေါ်နယ်ထရန့်ကိုယ်တိုင်လည်းနိုင်ငံရေးရန်သူတွေတေးဆုံးတာဟာကောင်းတဲ့အရာလို့အရင်ကပြောဘူးပါတယ်။အခုသူ့အလဲကြတော့မခံနိုင်ဖြစ်နေတာလို့လည်းဂျီမီကဆိုပါတယ်။ Disney ရဲ့ CEO အသစ်အထက်လည်းဒါဟာစိန်ခေါ်မှုအကြီးအကျယ်ဖြစ်နေပါတယ်။အရင်ကလည်းဂျီမီဟာဖီအားတွေကြောင့်အစီအစဉ်ခေထားရန်နာထရဘူးတလို့မျိုးအခုလည်းတကယ်ပဲအလုတ်ထုတ်ခံရမလားဆိုတာစောင့်ကြည့်ရမှာပါအချို့ကထီဒါဟာဟာတာတခုတည်းမဟုတ်ပဲအစိုးရရဲ့နိုင်ငံရေးဖီအားတွေကြားကလွတ်လပ်စွာပြောဆိုခွင့်အကြောင်းပဲဖြစ်ပါတယ်ဂျီမီကိုအလုတ်ထုတ်တင်သလားဒါဟာအကြမ်းဖက်မှုကိုအားပေးတာလားဒါမှမဟုတ်အစိုးရကမီဒီယာကိုဖိနှိပ်ဖို့စ조사နေတာလားဆိုတာဆွေးနွေးနိုင်ပါတယ်